ပွဲကရှိမှမြင်အားပေးလို့ကြည်ချင်းဆုံးလားရင်ကုန်တန်တွေစူညံနေတာမမချောင်းပါအကွက်ချလေးနဲ့ရှမ်းပေးလာတာကျွန်တော်မမပါလက်ကုပ်ဒီလိုအားပေးတတ်တာသူလေးပေါ့ဗျာချစ်စရာလေးမို့ဝီရမဆိုလို့တခါတည်းပဲဖွင့်ပြောလိုက်မှကျွန်တော်ဘက်ကတေချာနေပြီမမယာ